အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အချိန်များကြီးပေးကြမလို့ပဲအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အာဟာရပြည့်ဝတဲ့အာဟာရမုံလုံးနည်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ဒီနေရာမှာငပြောသီးလေးကိုတော့ဖီချငပြောသီးလေးကိုအသုံးပြုထားပါတယ်เนาะဖီချငပြောသီးလေးကိုဖင်တော့ခေါင်းကိုဖြတ်ပြီးတော့မီးဖုံမယ်ပေါ့เนาะမီးဖုံပြီးအသုံးပြုခြင်းအပြင်အစာချေစနစ်ကိုလည်းလွယ်ကူစေတယ်ပြီးသွားလို့ရှိရင်အနံ့လေးလည်းမှုေးစေတယ်ပေါ့เนาะအဲဒါကြောင့်မလို့ငပြောသီးကိုမီးဖုံပါမယ်เนาะဒီမုတ်လေးရဆိုရင်တော့ကလေးလေးကိုပဲကြွကြွလူကြီးတွေကိုပဲကြွကြွကျမကြီးနဲ့ညီညွတ်တဲ့အစာအာဟာရမှုလေးပဲဖြစ်ပါတယ်ကျက်ဦးလေးကိုလည်းအကာချက်ပုံစံမျိုးလေးပြုတ်ပါမယ်ပေါ့နော်အလုံးဝအကျက်ကြီးမဟုတ်ပဲနဲ့အကာချက်အနေထားလေးပြုတ်ပြီးပါမယ်တစ်ဖက်မှာလည်းနွားနုတ်ကိုမီးအေးလေးနဲ့ကြိုထားပြီးပါမယ်မပြောသေးဖုတ်ထားတာလေးနဲ့ဒီအနေထားလောက်ဆိုရင်ရလောက်ပါပြီတစ်ဖက်မှာလည်းနွားနုတ်လေးရဆုလာပြီဆိုလို့ရှိရင်အာဟာရလေးပြင်ဖို့အတွက်အဆင်သင့်လေးဖြစ်ပါပြီအာဟာရလေးပြင်ဖို့အတွက်ပကံထဲကိုပါမုံတစ်ချက်ထည့်ပါမယ်ပြီးတော့ရင်ဖုတ်ထားတဲ့ငပြောသီးလေးတွေကိုဇုံလေးနဲ့လှီးပြီးတော့ထည့်ပါမယ်ပြီးတော့ရင်ကျုပ်အကာချက်လေးကိုလည်းဖောက်ပြီးတော့ထည့်လိုက်ပါမယ်ဒီမုတ်လုံးလေးကရမ်းကိုရိုးရှင်းလွယ်ကူပါရဲ့နော်ပြီးသွားပြီဆိုရင်တော့ရတာလေးအတွက်ချိုရတာလေးအတွက်နိုးစီနင်းငယ်လေးဆမ်းပါမယ်ပြီးသွားလို့ရှိရင်နွားနို့ပူပူလေးကိုလောင်းထည့်ပေးလိုက်ပါမယ်ကိုယ်အိမ်မှာရှိရင်တော့အိုဗာတင်းမုံလေးပဲဖြစ်ဖြစ်မိုင်လိုမုံလေးပဲဖြစ်ဖြစ်ထပ်ထည့်ပြီးတော့လည်းစားသုံးနိုင်ပါတယ်ကဲအခုဆိုရင်တော့အရန်ကိုလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့အာဟာရမုံလေးရရှိသွားပါပြီသူ့ရဲ့အရသာလေးကတော့ချွတ်ချွတ်စိမ့်စိမ့်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲကြမ်းမှပျော်ရွှင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ